မင်္ဂလာပါဒီနေ့မနက်မှာကျွန်တော်ဒါသတင်းတစ်ပုဒ်တွေ့တယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ဒါအမော်ရင်ကဒီ Manchester United အသင်းကသူ့ကိုပေါ့နော်ထုတ်ပေးခဲ့တဲ့အနေအထားနဲ့ပတ်သက်ပြီးတော့သူကရာသီကုန်မှာတော့သူကအခြေအနေတွေကိုသူကပေါ့နော်ဒါထုတ်ဖော်ပြောသွားမယ်ပေါ့နော်လောလောဆယ်မှာတော့သူကမပြောသေးဘူးဘာဖြစ်လို့လဲဆိုတော့ Manchester United အသင်းကဒါ Michael Carrick လက်ထက်မှာပေါ့နော်အဆင်ပြေနေတယ်အဆင်ပြေနဲ့သွားနေတဲ့အချိန်မှာတော့လောလောဆယ်မှာတော့ဒီအကြောင်းတွေကိုမပြောသေးဘဲနဲ့ရာသီကုန်လို့ရှိရင်တော့သူအသင်းနဲ့လမ်းခွဲခဲ့တယ်အသင်းကနေပြီးသူထုတ်ပေးခဲ့တဲ့ဒီအနေအထားနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါသူပြောရမယ်ဆိုတော့သတင်းလေးတစ်ပုဒ်ပေါ့နော်ကျွန်တော်တွေးလိုက်တဲ့ခါမှာတော့ကြည့်လိုက်တဲ့ခါမှာတော့ဒီသတင်းကကျွန်တော်သိပြီးတော့သဘောမကျတဲ့သတင်းလို့ကျွန်တော်ကတော့ပြောချင်တယ်ပေါ့နော်အဲ့တော့မော်ရီနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်မှာကအမှတ်တရတွေကတော်တော်လေးကိုများတယ်ပထမဆုံးဒီပေါ့ Manchester United ရဲ့တာဝန်ရှိသူတွေရဲ့အမှားတစ်ခုကိုပြောပါဆိုလို့ရှိရင်တော့3-4-3ကိုပဲကင်ဆွဲထားတဲ့နီးပြကိုခန့်ခဲ့တာကသူတို့ရဲ့အမှားပေါ့နော်နောက်ပိုင်းအမှားတွေကကြတော့အမော်ရီရဲ့အမှားတွေဖြစ်တဲ့အခွင့်အရေးတွေရှိရတာနဲ့အကောင်းဆုံးမလုပ်နိုင်ခဲ့တာကတော့ဒါသူ့အမှားပါပဲကျွန်တော်ပြောချင်တာကဘယ်နီးပြမဆိုပေါ့နော်ကျွန်တော်တို့တကယ်နာမည်ကျော်ဝါရင်တပါရင်အောင်မြင်မှုများစွာရထားတဲ့နီးပြတိုင်းဟာသူတို့ရဲ့ကစားကွက်ကိုပုံသေးဘယ်တော့မှတစ်ခုတည်းမထားဘူးအမြဲတမ်းပြောင်းလဲပြီးတော့လုပ်နေတဲ့နီးပြတွေဖြစ်ပြီးတော့ဒီလိုနဲ့အောင်မြင်မှုတွေများစွာယူခဲ့ကြတာဖြစ်တယ်အမော်ရင်ကတော့ဒီဘိုင်းမှာတော့နည်းနည်းလေးတော့ပေါ့နော်သူရဲ့ဒီပုံစံမှဒီပုံစံပဲဆိုတာကိုတော့အရန်ကိုစိတ်ထဲမှာရှိတဲ့နီးပြပေါ့အဲဒီလိုပဲကျွန်တော်တို့ပြောအောင်ပါအဲ့တော့ဒီပေါ့အမှတ်တရလေးတွေကိုပြောမယ်ဆိုလို့ရှိရင်ဒီကျွန်တော်ဒီပေါ့နော်မင်းကိုဂျူဒီ football official ကျွန်တော်မလုပ်ခင်တော့ပေါ့နော်ဒါကျွန်တော်ရဲ့ဒီ main concept ပဲရှိတယ်ပြီးတော့ကျွန်တော်ပုံမှန်ပြောနေတဲ့ the premier sport ရှိတယ်ပြီးတော့အရင်တော့ကျွန်တော်ပေါ့တခါတလေဝင်ပြီးတော့ပြောလို့ရှိတဲ့ Old Trafford theory ဆိုတဲ့ page ရှိတယ်အဲ့ဒီ page မှာကျွန်တော်တို့ပေါ့နော်ဒီ Manchester United နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပေါ့ဗျာတို့ဒီ page တို့ channel တို့မှာပေါ့နော်အကြောင်းအရာတွေကိုပြောပြတဲ့အခါမှာဒီ Amorim နဲ့343နဲ့ဘလို့မှအဆင်မပြေဘူးဆိုတာကိုပြောခဲ့တယ် Amorim ရဲ့ပထမဆုံးဒီပေါ့နော်Aston နဲ့ပွဲမှာတွေကစပြီးတော့ပြောခဲ့တာပြီးတော့နောက်ပိုင်းလဲတောက်လျှောက်ကိုဒါပေါ့နော်အနေထားတွေကိုထောက်ပြခဲ့တယ်ပေါ့အဲ့ဒီအချိန်မှာကျွန်တော်တို့ပြန်ရတဲ့အရာတွေကတော့ဒါကျွန်တော်တို့ကတော့ကောင်းစေချင်လို့ထောက်ပြရတယ်ဆိုပေမဲ့ပြန်ရတဲ့အရာတွေကကျွန်တော်တို့ဒီပေါ့ပြန်ပြီးတော့ခံစားရတဲ့အခါမှာတော့သိပြီးတော့အဆင်မပြေတဲ့ comment တွေကပို့ပြီးတော့များတယ်အဲ့ဒီအချိန်မှာပေါ့နော်ပြောမဆိုတော့အချိန်ပေးရမယ်တို့ဒီလိုမျိုးအချိန်ပေးရမယ်ဆိုတာလည်းပါတယ်ဒီထက်ပိုပြီးတော့ပေါ့နော်ဒါပြောအဆင်မပြေတဲ့အရာတွေလည်းပါတယ်ပေါ့နော်ဒီလိုမျိုးစုံဒီ comment တွေကိုဒီ Amorim မိုင်ယိုတင်းကိုကင်ခဲ့တဲ့တောက်လျှောက်လုံးမှာဒါကျွန်တော်တို့ကမိုင်ယိုတင်းမှာအဆင်မပြေဘူးတခြားပုံစံပြောင်းသုံးတင်တယ်4-2-3-1 chain ပါမိုင်နူကိုနေရာပေးပါဒီလိုမျိုးပေါ့ဗျအများကြီးပေါ့ကျွန်တော်ဆိုလို့ရှိရင်ဒီ3-4-3ကစားမယ်ဆိုတဲ့ကကိုယ့်လက်လူတယောက်နေရာပြောက်မယ်ဒါမိုင်နူဖြစ်နိုင်တယ်ဆိုတဲ့အမြင်ကိုလည်းကျွန်တော်ပြောပြခဲ့တယ်ပေါ့နော်ဒီလိုနဲ့ပဲဒါနောက်ဆုံးမှာတော့ဒါ Amorim နဲ့ Manchester United အသင်းတို့လမ်းခွဲလိုက်ကြတယ်လမ်းခွဲလိုက်ကြတဲ့ခါမှာနီးပြကဒီ Michael Carrick ဖြစ်လာတယ်4-2-3-1 ချိန်ပြီးတော့ကစားတယ်မိုင်နူကိုနေရာပြန်ပေးလိုက်တယ်3ပွဲဆက်နိုင်ပွဲရယူခဲ့တယ်တကယ်ကိုပျောင်မြောက်တဲ့နိုင်ပွဲတွေပဲဖြစ်ခဲ့တယ် Man City ကိုနိုင်တယ် Arsenal ကိုနိုင်တယ်ပြီးတော့ Fulham ကိုနိုင်တယ်ပေါ့နော်ဒီနိုင်သွားတဲ့3သင်းကိုပြောမှဆိုလို့ရှိရင်ဒါ Premier League Champion ဆုကိုပြန်ဆိုင်နေတဲ့အသင်း2သင်းနဲ့ Top 5ကိုဝင်ဖို့အတွက်စူးစမ်းနေတဲ့အသင်းဖြစ်တယ်အဲ့တော့ပြောမှဆိုလို့ရှိရင်ဒီလိုမျိုး Michael Carrick ဖြစ်လာတဲ့အခါမှာကျွန်တော်တို့ရဲ့အစောပိုင်းကပြောခဲ့တဲ့အရာတွေအားလုံးက Michael Carrick ရဲ့နိုင်ပွဲတွေလည်းယူပေးနေတဲ့အခါမှာ4-2-3-1လည်းချိန်ကစားလိုက်တဲ့အခါမှာမှန်တယ်လို့ပဲကျွန်တော်ကတော့ပြောချင်တယ်ကျွန်တော်တို့ရဲ့ user ချက်တွေကလုံးဝကိုမှန်ခဲ့တယ်ဒါပေမဲ့ဒီအချိန်မှာတော့အကိုတို့ပြောခဲ့တာတွေမှန်တယ်ဆိုတဲ့အမြင်တွေကတော့မရှိတော့ပါဘူးဒါပေမဲ့အဲ့ဒီအချိန်ကာလတွေတုန်းကတော့အကိုတို့ကတော့ပြောခံခဲ့ရတာပေါ့ဒီလိုပိုင်းရှိတဲ့အခါမှာ Amorim နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကအမှတ်တရရမ်းများတယ်ကျွန်တော်ပြောချင်တာကတော့ကျွန်တော်ရဲ့အမြင်တွေကတော့လုံးဝကိုမှန်ခဲ့တယ်လို့ပဲကျွန်တော်ပြောချင်တယ် Michael Carrick ရလက်ကောင်းနေယူတဲ့အခါမှာတော့ပို့ပြီးတော့မှန်ခဲ့ရပေါ့ကျွန်တော်ကဒီလိုပဲမြင်ပါတယ်ဒါကတော့ကျွန်တော်ရဲ့အတွေးအမြင်ပေါ့နော်ကျွန်တော်ရဲ့ user ချက်ပါအဲ့တော့အခုဘယ်လိုလဲဆိုလို့ဗျာကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်ဘောလုံးရာသီကလည်းသူ့အတူသွားနေတာဘောလုံးလောကမှာကနီးပြတွေကလည်းဒီလိုမျိုးပဲပေါ့နော်ဒါကျွန်တော်တို့အထုတ်ခံနေရတာပဲနီးပြတယောက်ခန့်တယ်ထုတ်တယ်နောက်နီးပြလာတယ်ဒီလိုပုံစံနဲ့ပဲသွားလာနေတဲ့အနေထားမျိုးမှာလေနီးပြတယောက်ကအထုတ်ခံလိုက်ရပြီဆိုလို့ရှိရင်ထုတ်ခံလိုက်ရတယ်ဘာမှစကားမပြောဘူးဘာသာမှလည်းမထွက်ဘူးအေးစစ်စစ်ပဲပြီးသွားတယ်နောက်ထပ်တစ်မျိုးကကြတော့အသင်းအနာဂတ်မှာအောင်မြင်ပါစေပေါ့အသင်းအတွက်လည်းအကောင်းဆုံးတွေလုပ်ပေးခဲ့ပါတယ်ကွာဒီလိုမျိုးစာလေးထုတ်ပြီးတော့လည်းပြီးသွားတယ်ဒါပေမဲ့အထုတ်ခံရပြီးတော်တော်ကြီးကြာမှအသင်းအကြောင်းတွေပြောမယ်ဆိုတဲ့အရာမျိုးကတော့ကျွန်တော်ထင်တယ်ဒါပထမဦးဆုံးတောင်မှဖြစ်မယ်လို့ကျွန်တော်ကတော့ထင်တယ်အဲ့တော့ကျွန်တော်က Amorim ဘာတွေပြောမလဲဆိုတော့ကျွန်တော်တို့မသိဘူးဒါပေမဲ့သူ့ရဲ့အချင်းစရိုက်ကိုကျွန်တော်တို့ကမြင်ပြီးသွားပြီ3-4-3ပြောင်းပါ4-2-3-1 chain ပါမိုင်နူကိုနေရာပေးပါကွင်းလယ်မှာ3ယောက်ကစားလို့ရှိရင်ပိုအဆင်ပြေနိုင်တယ်3-4-3ရဲ့အားနည်းချက်တွေကိုလည်းဒါကျွန်တော်တို့တော့ဒါပြောပြခဲ့တဲ့ကျွန်တော်ဗီဒီယိုတွေမှာလည်းတော်တော်များများရှိပါတယ်ထားပါတော့ကျွန်တော်ကြောင့်လည်းပြောရမှာပေါ့အခြားပြောတဲ့ဒီ
ကျွန်တော်အများကြီးပါပဲပေါ့နော်အများကြီးမှအများကြီးရှိကြပါတယ်အဲ့တော့ဒီအချိန်ဒီမျိုးမှာ Amorim ကအရန်ခေါင်းပါတယ်ပြီးတော့ကျွန်တော်တို့တကယ် Manchester United ပေါ့နော်လောကပြောတဲ့ဟာတွေလည်းရှိတယ်အများကြီးမှအများကြီးရှိတဲ့အခါမှာခေါင်းပါတဲ့အခါမှာကျွန်တော်မြင်တာကအသင်းနဲ့ပတ်သက်ပြီးတော့เนาะဒါအပေါင်းလက္ခဏာဆောင်တဲ့အရာတွေပြောပါမလားဆိုတော့ကျွန်တော်အမြင်ကတော့ရှိတယ်အဲ့တော့ကျွန်တော်ကဒီပေါ့ professional တွေပဲအရာအားလုံးပါလေ professional ကြီးပဲဖြစ်တဲ့အခါမှာ professional ဆန်ဆန်သွားကြတာပို့ပြီးတော့ကောင်းမယ်လို့ကျွန်တော်ကမြင်တယ်အဲ့တော့ဘယ်လိုမျိုး professional ဆန်ဆန်လဲဆိုတော့လုပ်နေတဲ့အချိန်မှာတော့အကောင်းဆုံးလုပ်ကြမယ်ဒါပေမဲ့ဒီဥစ္စာနဲ့လမ်းခွဲလိုက်ပြီမလားလမ်းခွဲလိုက်ပြီဘာမှအပြစ်မပြောတော့ဘယ်သူမှလည်းဘာမှမပြောဘူးကိုလုပ်ပြီးခဲ့တဲ့အချိန်မှာကိုအကောင်းဆုံးလုပ်ပြီးခဲ့တယ်ဆိုတဲ့စိတ်တစ်ခုနဲ့တင်အဆင်ပြေသွားပြီပေါ့ဒါကမှတကယ် professional လို့ကျွန်တော်ကတော့မြင်တယ်ပြီးမှအပြစ်တင်တဲ့အရာတွေကိုပေါ့နော်ဒါထုတ်ပြောတာတော့ကျွန်တော်ကတော့မဖြစ်စေချင်ဘူးအဲ့တော့ Amorim ပြောမဲ့စကားတွေကအပေါင်းလက္ခဏာဆောင်တာတွေဖြစ်ဖို့ကတော့နည်းပါတယ်ဖြစ်မယ်ဆိုတော့ကောင်းတာပေါ့မဟုတ်ဘူးဆိုလို့ရှင်တော့တိတ်တော့သဘောမကျဘူးသူကိုယ်တိုင်လည်း Manchester United မှာပြောမှဆိုလို့ကျွန်တော်လုံးဝကိုမအောင်မြင်ခဲ့ဘူးသူလက်ထက်မှာ Manchester United တင်ကပုံစံတစ်ခုတော့မှပြတ်သွားတယ်လို့တော့ကျွန်တော်ကတော့ပြောချင်ပါတယ်အဲ့တော့ Amorim လက်ထက်မှာပေါ့နော် Amorim ကိုကျွန်တော်တို့ကျေးဇူးတင်ရမယ့်အပိုင်းတော့ရှိတယ်ဒီဟာကဘာလဲဆိုတော့ Ambumo နဲ့ကွညာကိုခေါ်ပေးခဲ့တဲ့အနေအထားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကျေးဇူးတင်ရမယ်ဒါပေမဲ့အခုဆိုလို့ရှိရင် Michael Carrick ကကျွန်တော်တို့ပေါ့နော်သူကအမြဲတမ်းနှိပြဖြစ်လာမယ်ဆိုလို့ရှိရင် Rashford ကိုသူကပြန်ခေါ်ခြင်းတယ်ဒါပေမဲ့ Rashford ကကြတော့တိတ်ပြီးတော့ပြန်မလာခြင်းတော့ပြန်မလာခြင်းတော့လည်းမမှားဘူးလေပြောမဆိုလို့ကျွန်တော် Amorim မလိုတဲ့အခါမှာပေါ့အသင်းရလည်းပေါ့ကစားသမားဘက်ကမရှိဘူးဒီပြဘက်ကနေပြီးဒါကလည်းပုံမှန်ပါပဲပြောမဆိုလို့ကျွန်တော်ဒီလိုမျိုးအနေအထားမျိုးတွေဖြစ်ခဲ့တဲ့အခါမှာလည်းကျွန်တော်တို့ပေါ့နော်ဒီ Rashford ကသူပြန်လာခြင်းစိတ်အသိမရှိဘူးဆိုတာကလည်းဘာမှတော့သိပြီးတော့မဆန်းဘူးလို့ပဲပေါ့နော်ကျွန်တော်ကတော့ပြောချင်တယ်အဲ့တော့နောက်တစ်ခုကဒီပေါ့နော်ဒီ Amorim ခေါ်ခဲ့တဲ့လူတွေကောင်းတယ်ဟုတ်တယ်အဲ့ချက်မှန်တယ်အဲ့ဒီကကျွန်တော်ကပို့ပြီးတော့ဘောတော့သူ့ကိုကျွန်တော်ကပို့ပြီးတော့ချီးကျူးခြင်းတဲ့အကြောင်းအရာကတော့ကွန်ညာနဲ့အမ်ဘူမိုတို့ခေါ်ပေးခဲ့တဲ့အတွက်တကယ်ကိုကျေးဇူးတင်ရတယ်။ဒါပေမဲ့ဒေါ်ဂူနဲ့ဆက်စကိုရိုဆိုတာကတော့ Michael Carrick လက်ထဲရောက်မှပို့ပြီးတော့တောက်ပလာတာဖြစ်တယ်။ Amorim လက်ထဲမှာဒီကစားသမားတွေကသိပြီးတော့မှအဆင်ပြေခဲ့ကြတာမဟုတ်ဘူး။ဒီ Michael Carrick လက်ထဲမှာတော့ဒီပေါ်တော့ကျွန်တော်တို့ဒေါ်ဂူနဲ့ဆက်စကိုနဲ့ကပို့ပြီးကောင်းလာတဲ့အပိုင်းလေးတွေရှိတယ်။အဲ့တော့ဒီရော Manchester United နဲ့ Amorim နဲ့အားလုံးခြုံကြည့်မယ်ဆိုတော့ကျွန်တော်မအောင်မြင်ဘူး။အရန်ခေါင်းပါတယ်။သူလုပ်ချင်တာကိုသူလုပ်ခဲ့တယ်အသင်းထဲမှာပါဝါပြဝါခဲ့တဲ့အပိုင်းတွေလည်းအများကြီးမှအများကြီးပေါ့နော်ရှိခဲ့တယ်အဲ့ဒီကကျွန်တော်တို့ကအကောင်းဆုံးအရာလေးကိုကျွန်တော်တို့ဆွဲထုတ်ပြပါဆိုလို့ကျွန်တော်ကွန်ညာနဲ့အမ်ဘူမိုကိုခေါ်ပေးသွားလို့ဒီဘိုင်းကိုတော့ကျွန်တော်တို့ကျေးဇူးတင်ပါတယ်ကျန်တဲ့အရာတွေနဲ့ပတ်သက်ပြီးသွားရလေကျွန်တော်ဆောင်းလာကပြောသွားသလိုပဲ professional ဆန်ဆန်ကိုလုတ်ခဲ့တဲ့အချိန်တုန်းကတော့ဘလို့ပဲဖြစ်ဖြစ်ပါအကောင်းဆုံးလုပ်ပေးခဲ့တယ်ဆိုတဲ့စိတ်ထားလမ်းခွဲပြီးသွားပြီဆိုလို့ကျွန်တော်ဘာသာမှမထွက်ပဲနဲ့အေးစစ်စစ်ပေါ့နော်ကျွန်တော်တို့လမ်းခွဲလိုက်ပဲဒါမှမဟုတ်အသိအနာဂတ်မှာအောင်မြင်ပါစေဆိုရင်ဆုတောင်းပေးမယ်ဒီပုံစံကကျွန်တော်ကတော့ပို့ပြီးတော့ဖြစ်နေတယ်ဒီပုံစံနဲ့ပဲပေါ့နော်သွားတာကိုပဲကျွန်တော်ကပို့ပြီးတော့သဘောကျရလို့မြင်ပါတယ်အဲ့တော့ဒီအရာကတော့ Amorim ရဲ့ဒီသတင်းလေးထွက်လာတဲ့အခါမှာကျွန်တော်ပြောချင်တာလေးတွေဖြစ်တယ်ကျွန်တော်ရဲ့အတွေးအမြင်တွေလည်းဖြစ်ပါတယ်ဒီအနေထားနဲ့ပတ်သက်ပြီးတော့ကိုယ်ပိုင်အမြင်တွေရှိလို့ရှိရင်လည်းပြောပြပေးသွားလို့ရပါတယ်ကျေးဇူးတင်ပါတယ်